ဘယ်တော့ပဲဖြစ်ဖြစ်ကိုကတောင်ပြောရင်သူကမြောက်အရှိပြောရင်အနောက်ဆန့်ကျင်ဘက်ကြီးပဲပြောစကားပြောရင်လည်းဆန့်ကျင်ဘက်လှုပ်ရင်လည်းပဲသူလှုပ်တဲ့တုံးမလို့ဆန့်ကျင်ဘက်တွေလှုပ်တယ်ဘယ်တော့မှထောက်ခံပြောကြားလိုက်လျောတာမျိုးမရှိပฏิလောမအပြန်ဘက်ကပဲနေတယ်အနုလောမမဖြစ်ဘူးပฏิလောမအမြဲတမ်းပฏิလောမအတွေးနဲ့ကျင့်ကြံကြိုးကိုအထုအဲ့ဒီပုဂ္ဂိုလ်မျိုးဟာကိုယ်အကျိုးစီးပွားကိုလိုလားတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးတဲ့အမြဲတမ်းဆန့်ကျင်ဘက်ကနေတယ်နံပါတ်5ကပါတော့ဆိုအမိတ္တိတတ္တပစတိကိုယ်ကျိုးစီးပွားကိုမလိုလားတဲ့လူတယောက်ဟာကိုယ်နဲ့ဘယ်သူမတည့်တယ်လဲဆိုအဲ့ဒီမတည့်တဲ့လူမှရွေးပေါင်းတာသူနော်မတည့်ဘူးဆိုတဲ့လူကိုရွေးပေါင်းတယ်အဲ့ဒီမတည့်ဘူးဆိုတဲ့လူကိုရွေးပေါင်းတဲ့လူဒီကိုယ်ကျိုးစီးပွားကိုမလိုလားသူပဲဖြစ်တယ်နံပါတ်6ကမိတ္တိတတ္တနသေဝတိကိုယ်နဲ့ခင်မီနဲ့ကျွမ်းကျင်ကျွမ်းဝင်တဲ့မိတ်ဆွေတွေကိုယ်ကျိုးစီးပွားကိုလိုလားတဲ့မိတ်ဆွေတွေအဲ့ဒီမိတ်ဆွေတွေကြလို့ရှင်သူကဘယ်တော့မှမတည့်ဘူးကိုယ်နဲ့ချစ်ကျွမ်းဝင်တဲ့မိတ်ဆွေတွေကြရင်သူကအပေါင်းအသင်းမလုပ်ဘူးတဲ့နံပါတ်9ကဝဏကာမေနိဝရတိကိုယ့်ရဲ့အကျိုးဂုဏ်သတင်းချီးကျူးစကားကိုတရားရောကပြောမယ်ဆိုရင်မင်းဘာသိလို့ပြောတာလဲဒီကောင်ကောင်းတဲ့ကောင်မဟုတ်ဘူးလို့ဒီလိုပြောတာမျိုးနော်ဂုံတရင်ကိုတူကပြောပြီဆိုရင်လက်မခံတားမြစ်တယ်မင်းမသိဘဲနဲ့မပြောပါနဲ့တို့ဘာလို့ဝဏကံမေနိဝရတိချီးမွမ်းစကားပြောပြီဆိုရင်သူအပြောမခံသူရှိမှဆိုရင်ချီးမွမ်းစကားအပြောမခံအဲ့ဒီအပြောမခံတဲ့ပုဂ္ဂိုလ်တရားကိုအကျိုးစီးပွားမလိုလားတဲ့ပုဂ္ဂိုလ်တရားပဲတဲ့နံပါတ်8ကအကောတန္တိပတန္တတိကိုယ်ဆဲပြီဆိုလို့ရှိရင်ဟာဒီကောင်တော်တယ်မြင်မှန်ရ Facebook ကဆဲပါဇက်နဲ့ဆဲတဲ့ကောင်သူသဘောကျနော်ကိုယ်ဆဲလို့ရှိရင်အားပေးအဲ့ဒီလိုပုဂ္ဂိုလ်မျိုးဟာကိုယ်အကျိုးစီးပွားကိုမလိုလားတဲ့ပုဂ္ဂိုလ်ဖြစ်သတ်မှတ်ပါတဲ့ဒီလိုဆိုတယ်နံပါတ်9ကျတော့ဂုံရှင်စတ်တတ္တနနက္ခတိဂုံရှင်စတတ္တနက္ခတိလူတွေဆိုတာလျှို့ဝှက်ချက်ကလေးတွေရှိခုခေတ်တော့တယ်လီဖုန်းတွေဘာတွေထဲမှာတော့ခတ်သိမ်းထားတာရှိတယ် security ဆိုလူတိုင်းကြည့်လို့မရအောင်လျှို့ဝှက်ချက်ဆိုတာရှိကမ္ဘာရဲ့လျှို့ဝှက်ချက်ကြီးတွေအခုကပေါက်ချားနေတယ်ခု channel တွေဘာတွေကြည့်ရင်တော့သိမှာပေါ့ပနာမပေပါဆိုတာတွေ့နော်ရင်စောစောပိုင်းက WikiLeaks ဆိုရှုပ်ဝဲချက်တွေပေါက်ကြားကောအဲ့တော့ဒီမိတ်ဆွေမဟုတ်တဲ့ပုဂ္ဂိုလ်ကဘာလို့တတ်တုံးဆိုကိုအမတန်မှယဉ်နီးပြီးကိုအကျိုးစီးပွားကိုလိုလားတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ကိုရဲ့ရှုပ်ဝဲချက်ကိုပြောတတ်တယ်ဒီပုဂ္ဂိုလ်ဟာသူ့ရဲ့ကိုယ့်ရဲ့ရှုပ်ဝဲချက်ကိုဘယ်တော့မှကိုမပြောဘူးသူ့ရဲ့ရှုပ်ဝဲချက်ကိုကိုဘယ်တော့မှမပြောဘူးအဲ့တော့ယဉ်နီးမှပြောတာအဲ့တော့မယဉ်နီးဘူးဆိုတာကိုယ့်ရဲ့ရန်သူပဲကိုအကျိုးစီးပွားကိုမလိုလားတဲ့ပုဂ္ဂိုလ်ပဲကိုအကျိုးစီးပွားကိုလိုလားရင်သူ့ရဲ့ရှုပ်ဝဲချက်တွေကိုပြောမှာပဲဒီလိုဆိုလို့တယ်နော်လူဟာယဉ်နီးပြီဆိုလို့ရှိရင်တော့ပွင့်ပွင့်လင်းလင်းအားလုံးအသိပေးပြီးပြောကြားထားလိမ့်ရှိတာကိုအဲ့တော့ယဉ်နီးမှုမယဉ်နီးမှုဆိုတာဘာနဲ့တိုင်းတာရမလို့ဆိုရင်သူ့ရဲ့ရှုပ်ဝဲချက်တွေကိုပြောပြီဆိုရင်တော့ဒါယဉ်နီးတယ်လို့ပဲပြောမှတ်ကိုအကျိုးစီးပွားလူလားတယ်လို့ပဲပြောတတ္တဂုံရှံနရုဟတိသူ့ရဲ့ရှုပ်ဝဲချက်ဂုံရှံသူ့ရဲ့ရှုပ်ဝဲချက်ကိုလည်းဘယ်တော့မှမဖော်ထုတ်ဘူးကမ္မန္တတ္တနဝနေတိလူတယောက်ရဲ့လုံသမျှလုပ်ငန်းတွေကိုဘယ်တော့မှမချီးမွမ်းဘူးတဲ့နံပါတ်7ကဘယ်တော့မှမချီးမွမ်းဘူးသူလုံသမျှကိုကဲ့ရဲ့ရှုတ်ချနေတယ်နံပါတ်7ကျတော့ပညတ္တနပတန္တတိသူဘလောက်ပဲတော်နော်သူအရေးချင်းတွေဘလောက်ပဲကောင်းဘယ်တော့မှမချီးမွမ်းဘူးတဲ့အဲ့ဒီပုဂ္ဂိုလ်ဟာကိုယ့်ရဲ့မိတ်ဆွေမဟုတ်ဘူးလို့ဒီလိုဆိုဘယ်တော့မှမချီးမွမ်း
ချီးမွမ်းတယ်ဆိုတာမလုပ်ဘူး